ဆိုတော့နောက်ကျမတို့ဒီအစီအစဉ်လေးကကြတော့မိကုံးလေးတွေပေါ့နော်ရထားတဲ့မိကုံးလေးတွေဖြေရတယ်ဆိုတာလေးဖြစ်တယ်ဆိုတော့ပထမအဆုံးအနေနဲ့ပေါ့ကျွန်တော်အလှည့်ကြလေး post လေးတင်တဲ့အခါမှာပထမဆုံး post လေးရှိတယ်အဲ့တော့အဲ့ဒီပထမဆုံး post ကတော့ counselor မမေယူခင်ပေါ့နော်မေယူခင်ရဲ့ကျမရဲ့ anxiety နဲ့ကြောက်စိတ်များဆိုတဲ့ခေါင်းစဉ်လေးရဲ့ post ဖြစ်ပါတယ်အဲ့ဒီမိကုံးလေးကိုမနန်းရထားတဲ့မိကုံးလေးတွေကပေါ့နော်မနက်မိကုံးလေးတွေမေးပေးပါအောင်ဟုတ်ကဲ့သူကလဲကြတာတော့ကောင်ဆလာမမေဦးခင်ဖြစ်ပါတယ်မိကုံးလေးရတော့ဗောနော်ဒီဟာလေးဒီ post လေးကိုဗောနော်ဘယ်လိုမျိုးလေးနဲ့စပြီးရေးဖြစ်တာလဲဗောနော်ဟုတ်ဒီ post လေးကိုဘယ်လိုလေးရေးဖြစ်သွားတာလဲဆိုတာတော့အဓိကတော့ကိုအဲ့အချိန်မှာခံစားနေရတဲ့ကိုရဲ့ဝေဒနာလေးပုံမှန်မူတည်ပြီးတော့ရေးဖြစ်သွားတာပေါ့နော်ဒီ post လေးကလေsymptom ဘိုင်းကိုတော့ပို့ရောက်တယ်ပေါ့နော်အဓိက physical symptom ခံစားနေရတဲ့ပုံမှာမူတည်ပြီးတော့ emotion တွေကိုသွားရတယ်ဆိုတော့ပုံစံလေးတော့ပို့ရောက်တယ်အဲ့ဒီအချိန်တုန်းကလည်းကိုအနေနဲ့က physical symptom တစ်ခုအနေနဲ့ဒီအစာအိမ်အစင်မပြေဘူးဆိုတဲ့ symptom လေးကတက်နေတယ်ဆိုတော့ဒီ symptom လေးပုံမှာမူတည်ပြီးတော့ကိုကြည့်မိတဲ့ emotion လေးတစ်ခုပေါ့နော်ဒီအစာအိမ်ယောဂကိုဘာလို့ဖြစ်တာလဲဆိုတဲ့အပေါ်မှာကိုဒီ symptom ထဲမှာနေကြည့်နေရဆိုရင်းနဲ့မှာတော့တွေးလိုက်ရတာကဒီကိုယ့်ရဲ့စိုးရင်စိတ်တွေပေါ့နော်စိုးရင်စိတ်တွေရှိရဲဆိုတာလူတော့တွေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီစိုးရင်စိတ်ကလေးတွေဘယ်လိုဖြစ်ပြီးတော့ဒီကိုယ့်ရဲ့ရင်ထဲမှာဘလောက်တောင်ဖိထားပြီးတော့တင်ထားတဲ့အတွက်ကြောင့်မို့လို့ဒီလို physical symptom အနေနဲ့တက်လာတာလဲဆိုတဲ့အကြောင်းအရာလေးပုံမှာသိစေခြင်းနဲ့ဆိုတဲ့စန္ဒလေးရှိရပေါ့နော်အဲ့ဒါကြောင့်မို့လို့လေဒီ post လေးကိုရေးပြသွားတာပေါ့နော်ဒီကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေဟာအမြဲကိုကမကုနိုင်ဘူးထိရောက်စွာကိုမဖြည့်ရှင်းနိုင်မကြစ်ညက်သွားနိုင်ဘူးဆိုလို့ရှိရင်ဒါတွေက physical symptom တွေနဲ့ကိုယ်စီမှာပေါ်လာနိုင်တယ်ဖြစ်လာနိုင်တယ်ဆိုတဲ့အရာလေးတွေကိုလည်းသိစေချင်တဲ့အတွက်ကြောင့်မလို့ဒီ post လေးကိုရေးပြသွားတာပါဟုတ်ကဲ့ပါမခင်ဒီပထမ question လေးအတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့နောက် question လေးတစ်ခုရှိသေးတယ်ပေါ့နော်ဒီ question လေးကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်မိလာတာလေးကလေကိုယ့်ရဲ့ anxiety ကိုတဲ့ဘယ်လိုလေးကြိုဆိုပေးရမလဲတဲ့ဒါလေးကိုလည်းဖြေပေးပါအောင်နော်ဟုတ်ကဲ့ကို anxiety ကိုဘယ်လိုလေးကြိုးဆိုပေးရမလဲဆိုတော့အပေါ်လေးမှာကျွန်မဖတ်မိတဲ့နားလေတဲ့ပုံစံလေးကတော့ anxiety ကိုဘယ်လိုလက်ခံရမလဲဆိုတဲ့နေရာလေးပေါ့နော်ဘယ်လိုကြိုးဆိုပြီးဘယ်လိုလက်ခံရမလဲဆိုတော့ဒီဟာလေးကလည်းတော်တော့ခက်ခဲတယ်ပေါ့နော်လွယ်လွယ်ကူကူတော့လက်ခံနိုင်တယ်ဆိုတဲ့နေရာကိုတော့မရောက်နိုင်ကိုလည်းအဲ့အချိန်တော့ post ရေးခဲ့တာလား2025တော့ရေးခဲ့တဲ့ post လေးဆိုပေမဲ့အခုအချိန်မှာဒီ anxiety ကိုကြိုးဆိုပြီးတော့လက်ခံနိုင်ပြီလားလို့မေးလို့ရှိရင်လည်းလုံးလက်ခံနိုင်တဲ့အခြေအနေတော့မရောက်သေးဘူးလေကိုယ့်ရဲ့အစာအိမ်ယောဂတော့မှအခုချိန်ကြီးကုနေတော့ဆိုလို့ရှိရင်ဒါရှာတွေ့သွားတယ်ပေါ့နော်ရှာတွေ့သွားတယ်ဘာကြောင့်ဖြစ်လဲဆိုတဲ့ဇစ်မြစ်တွေကိုရှာတွေ့သွားတယ်ဒါပေမဲ့ဆေးတောက်နေရတော့သတိထားနေရတော့ဆင်ကျင်နေရတော့ဆိုတဲ့အနေထားလေးမှာရှိနေတယ်ပေါ့နော်အစာမှားခံလို့မရသေးဘူးအစာမှားပြီဆိုတာနဲ့ဒီအစာအိမ်ကပြန်ဖြစ်တယ်ဆိုတော့ဒီဟာလေးကကိုလက်ခံဖို့ဆိုတာလေအချိန်တစ်ခုတော့လိုအပ်သေးတယ်ပေါ့နော်ဒီဟာလေးကိုကျင့်ညက်သွားဖို့အတွက်ကိုယ်တန်ရာလေးကိုနေသားကြပြီးတော့နေတတ်ဖို့အတွက်ဆိုပြီးတော့စင်ကြမှာလာလေးတွေလည်းပေါ်လာတာပေါ့နော်ဒီလိုပဲအဆိုင်ပိုးဝင်ဘူးပြီးသွားပြီဆိုလို့ရှိရင်အဆက်တွေစားလို့မရတော့စားမာတာစားလို့မရတော့ညာဘက်အိတ်ခမ်းကြီးတွေစားလို့မရတော့ငငယ်တုန်းကတော့စားကျင်တိုင်းကြီးစားလို့မရတော့လို့ရှိရင်တိုင်းလို့မရတော့ဆိုတော့ရှေ့ဆက်ပြီးကိုစင်ကြင်ရမှာလေးတွေလည်းရှိလာတယ်ကာကွယ်ရမှာလေးတွေလည်းရှိလာဒါလေးတွေလုံးမှပဲဒါကမဖြစ်တော့မှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါကြီးကဆက်ဖြစ်နေမှာပဲဆိုတော့ဒီနေရာမှာဘယ်လိုကြိုးစိုးလက်ခံရမလဲဆိုတဲ့နေရာမှာကိုယ့်အနေနဲ့ပြောင်းလဲရမယ်စင်ကျင်ရမယ်ဆိုတဲ့ဟာလေးတွေနဲ့အတူတူပေါ့နော်လက်ခံရမယ်ဆိုတဲ့ဟာလေးကိုတော့မြင်မိပါတယ်ဟုတ်ဒါကတော့ကျမ post လေးပေါ်မှာခံစားပြီးတော့ကျွန်မမြင်လိုက်တဲ့အမြင်လေးပေါ့နော်တခြားကောင်ဆယ်လာတွေအနေနဲ့ကတော့ဒီပေါ်လေးဒီဟာလေးပေါ်မှာဘယ်လိုလေးအမြင်လေးရှိမလဲရှိခဲ့ရင်လည်း share ပေးပါအောင်လို့ဒီမခင်ပြောတဲ့အထက်မှာခံစားမိတာတခုက anxiety ပေါ့နော်ကျမတို့ကိုယ်စီမှာလည်း anxiety ရှိတယ်ဒါပေမဲ့ကျမတို့ကိုယ်စီ anxiety ကိုကိုယ်တိုင်လက်ခံကြလားဆိုတော့လေလက်ခံတဲ့နေရာလေးလည်းရှိတယ်လို့လက်မခံတဲ့နေရာလေးလည်းရှိတယ်
ဘလို့တုံ့ပြန်လိုက်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပြီးတော့ကျမတို့ရဲ့ anxiety လေးတွေကrepress လုပ်ခံရတယ်ဖိနှိပ်ခံရတယ်ဒါမှမဟုတ်ရင်လည်းထုတ်ဖော်လိုက်တဲ့အချိန်မှာကိုမဟုတ်တဲ့ကိုပတ်ဝန်းကျင်ကလူတွေကိုဘယ်လိုမျိုးနဲ့ကိုယ့်ရဲ့ anxiety လေးကိုပြလိုက်မိနေတယ်ဒါမှမဟုတ်ရင်လည်းခုနမခင်ပြောသလိုကိုယ်ခန္ဓာကိုယ်ထဲမှာကို repress လုပ်လိုက်တဲ့အချိန်မှာကိုယ့်အတွက်အစာအိမ်ဖြစ်လာတယ်ဒါမှမဟုတ်ရင်လည်းတခြားနေရာပေါ့နော်ရင်နေတုံလာတယ်ကျမဆိုရင်ရင်တုံတယ်လက်တွေတုံလာတယ်ငယ်တော့ anxiety တက်ပြီးဆိုရင်ဒီလက်ကလေးတွေကိုပေါ့နော်ဒီလိုကုပ်ပြီးတော့ချစ်မိတယ်ဆိုရင်နေရာလေးတွေတော့ခံစားမိတယ်ဒါလေးတွေတော့သိသွားပြီပေါ့နော်လက်ခံတဲ့ချိန်ကျတော့လေဒီ anxiety လေးကိုဘယ်လိုလက်ခံကြမလဲဆိုတော့ okay ဒီကျမတို့နောက်ဆုံး emotion နဲ့တွားရင် inside out လေးပဲတွားရောက်သွားတယ်ပေါ့နော် inside out ကတွန်းလေးတွေကဆိုရင်သူ့ရဲ့ anxiety လေးက wow ဒီလိုရောက်ရခန့်အပ်ပြီးတော့လှုပ်ရှားပြီးတော့သူ့မှာလေဆိုတဲ့နေရာလေးမှာဖြစ်နေတဲ့အချိန်လေးမှာအဲ့နေရာလေးကိုပဲတွက်ကြည့်ပြီးတော့ပေါ့နော်ငါမှလည်း inside out လေးကြည့်ပြီးတဲ့အချိန်မှာငါမှလည်း anxiety ရှိတယ်ဆိုတာလက်ခံတဲ့နေရာကြိုဆိုတဲ့နေရာကိုအတွက်ဆိုရင်တော့ငါမှလည်းရှိတယ်ပေါ့နော်ဒါငါနည်းနည်းစိတ်လှုပ်ရှားပြီးလက်ကလေးတုံလာပြီဆိုတော့ငါ anxiety လေးဖြစ်နေပြီဆိုတဲ့နေရာလေးကိုတော့ကိုတွားပြီးတော့ချိတ်ဆက်မိပြီးတော့ခံစားလိုက်ရတယ်ပေါ့နော်ဟုတ်ခင်ရဲ့မိကွန်းလေးမှာကျမရဲ့ခံစားချက်တွေဝင်ပြောပြပေးတာပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုဖြေချသွားတဲ့မခင်ရောမအေးမွန်သူရောကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် question လေးတစ်ခုကတော့ပေါ့နော်ဒီ anxiety ကြောက်စိတ်ဖြစ်ရတဲ့အကြောင်းရင်းလေးတွေကဘာတွေလဲလို့မေးထားပါတယ်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ question လေးတစ်ခုပါအဲ့ပုံမှာရောမခင်အနေနဲ့ဘယ်လိုလေးများထင်မြင်ယူဆမိပါလဲဟုတ်ဒီ anxiety ဘာကြောင့်ဖြစ်လဲလို့မင်းရင်တော့စောနာမိန်မှုသူပြောရတယ် inside out ဟာလေးလို့နော်လူတိုင်းကတော့ emotion အစုံတော့ရှိနေမှာပဲလေနော်စိတ်ထဲမှာ emotion လေးတွေကတော့ color စုံနဲ့သူရှိနေမှာပဲဆိုတော့ကိုယ့်အနေနဲ့ဒီ emotion ကိုဘယ်လောက်တောင်နေရာပေးပြီးတော့အလုံးလုံးနေလဲပုံမှာမူတည်တာပေါ့နော်ဒီ anxiety ကိုနေရာအရန်ပေးထားတယ်ဆိုလို့ရှိရင်တော့ဒီ anxiety နဲ့ပတ်သက်တဲ့ဟာတွေကကိုကအရန်ခံစားနေရတယ်ဆိုတဲ့နေရာလေးမှာဖြစ်နေမှာပေါ့ဒါလေးတွေကလည်းကိုယ့်ရဲ့ငယ်ဘဝတွေကမှာကိုယ်ဘယ်လိုပြုစုပြောထောင်ခဲ့လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကိုကဘယ် emotion ကိုဦးစားပေးပြီးတော့နေရာပေးပြီးအလုံးလုံးနေလဲဆိုတာလေးကလည်းတယောက်နဲ့တယောက်ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့မတူဘူးပေါ့နော်အဲ့တော့ကျမအနေနဲ့ကြတော့ဒီ anxiety ကကျမအတွက်အရန်တိတာတယ်ဆိုတဲ့နေရာလေးမှာပါဝင်တယ်ပေါ့နော်ဘဝတစ်ခုမှာအရန် तू ကနည်းနည်းမောင်းနေတယ်ဆိုတော့ကျမရဲ့ဒီ emotion control နေရာမှာ तू ကနည်းနည်းဝင်မောင်းနေတယ်ဆိုတဲ့နေရာလေးမှာပါဝင်တယ်ဆိုတော့သူကကျမများသောအားဖြင့်ကျမအားရဲ့ငယ်ဘဝမှာအမေကိုပဲကျမကြည့်ပြီးကြီးပြင်းလာတာဆိုတော့အမေကများသောအားဖြင့်ဒီ anxiety ကိုပဲ तू ကဥဆောင်တာ anxiety နဲ့ပဲ तू ကတကယ်ဥဆောင်မောင်းတာဆိုတော့လေ तू ကအမြဲတမ်းစိတ်ပူတတ်တယ်ဆိုတော့အမေတယောက်ပေါ့နော်စိတ်ပူတတ်တယ်ဆိုတော့အမေတယောက် तू ကအမြဲတမ်းရှေ့ရေးကိုတွေးနေတယ်လက်ရှိmoment လေးမှာ तू မပျော်ဘူးအမြဲအနာဂတ်ကိုပဲ तू ကကြိုတွေးပူနေတယ်ဆိုတော့အမေတယောက်ဖြစ်နေတဲ့အခါကျတော့ကိုယ့်အနေနဲ့ကလည်းအဲ့ဒီ anxiety ရတာပေါ့နော်စိုးရင်ပူပန်တတ်တယ်ဆိုတဲ့နေရာလေးမှာနေပြီးတော့အမြဲတမ်းတွေးကြောက်နေတယ်ဖြစ်မလာတဲ့အရာတွေကိုတွေးကြောက်တယ်အန်ဒီရယ်တွေကိုတွေးကြောက်တယ်အမြဲတမ်းမကောင်းတာတွေကိုတွေးတယ်မကောင်းတဲ့ဘက်မှာတွေးပူတယ်ဆိုဒါဖြစ်မလာသေးဘူးဒါပေမဲ့ကိုကအရင်ပူနေပြီဒီစိတ်ကအရင်ပူနေပြီဆိုတဲ့အနေအထားမှာဖြစ်နေတဲ့အခါကျတော့ဒါတွေကကြာလာတော့ကျမစီမှာဒါကြီးက anxiety ကရှိလို့ရှိနေမှန်းတော့မသိတော့ဘူး तू ကမောင်းနေတာလုံးဝကို auto drive ဖြစ်နေပြီဆိုတော့လေauto drive ဖြစ်နေပြီဆိုတော့သူမောင်းနေမှန်းတော့မသိတော့ဘူးဆိုတဲ့အနေအထားရောက်သွားတယ်ဆိုတော့အပေါ်မှာဒါကျမအနေနဲ့ကတော့ anxiety စပြီးတော့ဖြစ်လာတယ်ပေါ့နော်ဒါဘယ်အချိန်မှမသိသွားလဲဆိုတော့အသက်အရွယ်တစ်ခုရောက်လာတယ်ဆိုတဲ့အချိန်ရောက်တော့မှကိုယ့်ဘဝတစ်ချောင်းလုံးကဒီဟာကြီးနဲ့မောင်းလာခဲ့မိတယ်ဆိုတာလေးကိုတိမိသွားတယ်ပေါ့နော်အဲ့အချိန်ကကိုအိတ်မပျော်တဲ့ညတွေများလာတယ်နောက်ပြီးဒီအစာရင်ပြဿနာနဲ့ကိုလုံးပန်းနေရတယ်ဆိုတဲ့အချိန်မှာမှကြည့်လိုက်မိတဲ့အချိန်မှာဒါကြီးနဲ့ငါမောင်းလာခဲ့တာငါခန္ဓာကိုယူဒီဟာနဲ့ပဲငါမောင်းလာခဲ့မိတယ်ဆိုတာလေးကိုမြင်လိုက်မိတာပေါ့နော်anxiety တွေကတော့တခြားလုံးမှာဒါကိုအများဆုံးဒီနေရာလေးကိုပဲကိုယူပြီးမောင်းလာတယ်ဆိုတာလေးကိုအဲ့လိုမျိုးလေးတော့မြင်မိပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုလိုဖြေကြားတော့ပြီးရမခင်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်မိခွန်းတွေလည်းရှိနေသေးတယ်
ဆိုတဲ့ခါမှာနောက်မေခွန်းလေးအလှည့်ကြတဲ့ခါကြလို့ရှိရင်လည်းမခင်နေနဲ့ဖြည့်ပေးပါအောင်နော်ဟုတ်ကဲ့ပါ